ဒါကတော့ညတော့ပွဲလေးပဲဖြစ်ပါတယ်ဒီညီလေးကကျွန်တော်လည်းဆော့ကျင်ပါတယ်လို့လာပြောနေလို့ကျွန်တော်ဆော့ပေးလိုက်တာဖြစ်ပါတယ်ဒီညီလေးလည်းကောင်းပါတယ်ဗျာသူကောင်းနေပေါ့ဒါပေမဲ့ကျွန်တော်ကနည်းနည်း short ဆော့ပေးတာပေါ့ဗျာသူကကျွန်တော်လည်းနည်းနည်းငယ်တယ်ပြီးတော့ brand ကလည်းနည်းနည်းနှိမ့်တယ်သူကပြောတာတော့ခြောင်သိမ့်မကင်တယ်ဘူးဟို bro နဲ့ဆော့ကျင်လို့ပါ pro နဲ့ပဲpro နဲ့ဆော့ကျင်လို့ပါဆိုပြီးလာပြောလို့ကျွန်တော်ဆော့ပေးတာပဲဖြစ်ပါတယ်ကျွန်တော်နဲ့ဆော့ကျင်နေဆိုရင်ကျွန်တော် TikTok ကောင်လေးကို follow လုပ်စေချင်တယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော် follow ရ 10k ပြည့်ကျင်လို့ပါအေးအောင်လဲကြိုးစားနေပါတယ်နောက်လဲကြိုးစားနေအောင်ပါပဲအခုလဲကြိုးစားပါအောင်မယ်အဲ့ဒါကြောင့်လို့ကျွန်တော် TikTok ကောင်လေးကို follow လုပ်ပြီးတော့ကျွန်တော်နဲ့ buy one လာဆော့ကျင်တဲ့လူတွေကတော့ကျွန်တော်လာပြောလို့ရပါတယ်မဆော့ကျင်တဲ့လူတွေကလည်းကျွန်တော်ရဲ့ game လေးတွေကိုကြည့်ပြီးတော့brother တို့ချောင်း buy one မှာနိုင်ဘလို့နိုင်အောင်ဆော့မလဲဆိုတော့ຢာလေးကိုလေးလာပါဗျာဒါကတော့ကျွန်တော်ဆရာကြီးတော့မဟုတ်ဘူးဒါပေမဲ့ဘရိုတို့လေးလာသေးခြင်းလို့ပြောတာပဲဖြစ်ပါတယ်ဒီဒါအခုလိုပြောဖို့ကျွန်တော် convenience မရှိပါဘူးဒါပေမဲ့ brother တို့ကျွန်တော်မဆဲဦးထင်လို့ကျွန်တော်ပြောတာပဲဖြစ်ပါတယ်အားလုံးကျွန်တော်ချစ်ပါတယ်